Yo, general Wama, a few old chain, she get a chain house, John Madia Mohol. Joro, John Chicha lives on it, see I was on it, then you to have the body. You are general John, machine be to a John Lario, Pobia on Pibai. John, the medical side of Bowie Pibai. So the Gonia, the name lay on was Yamadi, Chito, Pibio, the Rudoka, and my accusation Maloyara, Capital Calada. So not who are busy like Nago. The Gonia, John, Lapala, to be Pibio. Here, Pomubala. Kepe kana ngao sura turu ye tong mya lo saka long ni ba pu sura turu ngha lai de pop pin ni ya bhe ro ma pyan mya ro ba be ke naw tuk ka do Myanmarပြည်အကြောင်းတွေမှာမရှိမဖြစ်တွေ့ရမယ်ဇိုးတွေပါသူတို့ကအကြောင်းစည်းကမ်းနဲ့မလွတ်တလွတ်ပုံစံလောက်ရတာကိုဝါသနာပါကြပါတယ်အင်းကြီးကြီးမှာခြေတီးလုံးဖြုတ်ထားမယ်စပင်ကိုဖီဖွားအောင်လုပ်ထားမယ်လမ်းလျှောက်ရင်ပစိုးတမမှာဆိုးတိုင်တော့ဒါပေမဲ့သူတို့ကလူမရုပ်တာဖမ်းနေတာနှလုံးသားကြီးရနဲ့ပတ်သက်သူတို့ခံစားတာသူတို့ပဲရှိပါတယ်ကဲနောက်တစ်မျိုးကတော့မှုတ်ကြီးတို့ဖွဲ့ပါမှုတ်ကြီးတို့ပါလဲဆိုတော့ကျွန်တော်တို့နေ့လေရင်အကြောင်းလောင်းတီခေါင်းတီဆိုတာနဲ့ဒီကောင်တွေကလွဲတွေကဖိတ်ဒါမှမဟုတ်စီးလိတ်တွေနှိုက်ပြီးတော့အိမ်နာမှာတရှို့တဲ့ကောင်တွေပါဆိုတော့နောက်တစ်မျိုးဒီကောင်တွေဘယ်လိုလုပ်လဲဆိုတော့ဒီကောင်တွေကအကြောင်းနဲ့ညီရဲ့ဇလိဆိုင်တစ်ဆိုင်ကိုမသွားပါနဲ့မြားရောက်သွားပြီးအမှတရှို့ကြပါတယ်ဆိုတော့နောက်တစ်မျိုးကတော့ဒီကောင်တွေကအရှိရပြောခဲ့တဲ့ဇိုးနဲ့တူတယ်ဆိုပေမဲ့ဒီကောင်တွေကအဲ့ကောင်တွေကိုတစ်ဆင့် upgrade မြင်တာပါဒီကောင်တွေကဘယ်လိုကောင်လဲဆိုတော့သူတို့ကိုစောင်းကြည့်မိလိုက်ပြီးအကြည့်ချင်းဆုံးဝိုင်းဆိုတာနဲ့မင်းကောင်စောင်းကြည့်တယ်ပေါ့မကြီးနဲ့ထမင်းစားတဲ့အိမ်သားတွေလိုက်ခဲ့ဆိုတဲ့ကောင်တွေပါထူးဆန်းတာဒီကောင်တွေကအိမ်သားထဲမှာအုပ်လိုက်ကြီးနေရသွားဖြစ်ကြပြီးတော့အချီချီစကားများဆီယမကြီးလာလို့ရှိရင်ပြိုင်လူထပ်ပြီးကြရင်လည်းနောက်ကျတငယ်ချင်းတွေဖြစ်သွားကြပါတယ်ကဲနောက်ဆုံးတစ်မျိုးကတော့ကျွန်တော်တို့အကြောင်းအတွေ့တွေသူတို့ကြည့်လို့ရှိရင်နှစ်မျိုးတွေ့ရတတ်ပါတယ်ပထမတစ်မျိုးကတော့စိတ်ကောင်းနေတဲ့တွေ့တွေပါသူတို့ကမနက်ခင်းထမင်းစားခြင်းချင်းပြပြီးတော့ညနေကြလို့ရှိရင်တယောက်တစ်ခြားစီနေကြပြီမဲ့ကြောင်းပြရင်တော့လက်ရည်ချိတ်ပြီးသူတို့မဟုတ်တဲ့တိုင်းပြင်ကြပါတယ်ဒုတိယတစ်မျိုးကတော့ချောင်းစင်းချိန်នេះထီထောင်ပြီးတော့လွှဲငါလွှဲပြီးတဲ့ခေါင်းတွေပါဒီခေါင်းတွေကစော်ချိုက်သက်လောက်တာပါအာကီဆိုင်တွေပါကဲအခုပြောထားတဲ့အထဲမှာကိုယ်နဲ့ကိုက်ညီဆုံးကဘယ်မျိုးသားဖြစ်မယ်ဒါမှမဟုတ်ကိုယ်တငယ်ချင်းတွေကဘယ်သူကိုပြင်းပြလဲဆိုတော့အောက်ကကောမန့်မှာဝင်မှန်းသွားလို့ရပါတယ်အားလုံးပဲကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် like subscribe လုပ်ပေးကြပါဦးဆောင်းကျွန်တော်နောက်ဗီဒီယိုမှာပြကြပါမယ်